ကျွန်တော်တို့အားလုံးဟာငါဘာလုပ်နေတာလဲငါဘယ်ကိုသွားနေတာလဲဆိုပြီးတော့ကိုယ့်ခြေလမ်းကိုတန်တရားဝင်တတ်ကြပါတယ်ရင်ဦးဆုံးပြောပြချင်တာကအခုလိုမျိုးကိုတန်တရားဝင်တာကမိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးခါလေကြရင်ကိုတငယ်ချင်းတွေရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့ကိုကပဲကြံရင်ခဲရတယ်လို့မျိုးအရာရာကကိုအတွက်မဟုတ်တော့တယ်လို့မျိုးခံစားရတတ်ပါတယ်အားလုံးကပန်းနိုင်ရောက်အောင်မြန်မြန်ဆန်ဆန်ပြေးနေကြချိန်မှာလမ်းလေကောင်မှာကိုတယောက်တည်းရက်နေရတာကတကယ်ကိုမွန်းချက်ဖို့ကောင်းပါတယ်လမ်းပြောင်းနေတယ်ဆိုတာကလမ်းအတစ်တစ်ခုကိုရှာဖွေဖို့ပြင်ဆင်နေတာလည်းဖြစ်နိုင်ပါတယ်လမ်းဟောင်းကကျွန်တော်တို့အတွက်မတင်တော်တော့လို့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့မတိစိတ်ကဒီထက်ပိုပြီးကောင်းမွန်တဲ့နေရာကိုတောင်းတနေလို့လည်းဖြစ်နိုင်ပါတယ်တကယ်တော့လမ်းပြောင်းနေတဲ့အချိန်မှာအကောင်းဆုံးလုပ်ရမှာကကိုဘာဖြစ်ချင်လဲဆိုတာကိုမိတ်ဆွေကိုယ်တိုင်နားလည်အောင်ပြုလုပ်တင်တာပါပဲငါရဲ့ပန်းနိုင်ကပါလဲငါ့ကိုဘယ်အရာကပျော်ရွှင်စေတာလဲဆိုပြီးတော့မိခွန်းထုတ်ကြည့်ပါဘဝဆိုတာကမြေပုံတိုင်းသွားလို့ရတဲ့ခီးတစ်ခုမဟုတ်ပါဘူးတောအုပ်ထဲမှာလမ်းလျှောက်နေရတယ်လို့ပါပဲလမ်းပြောက်ခုမှပဲလမ်းကြောင်းအသစ်တွေကိုတွေ့ရတတ်တာပါဒီနေ့ကစပြီးတော့လမ်းပြောက်နေတဲ့ကိုကိုအပြစ်မတင်ပါနဲ့တော့လမ်းစာမတွေ့သေးရင်တော့မှကျွန်တော်တို့ရဲ့ခြေလမ်းတွေကကျွန်တော်တို့ကိုတဏှာရာစီခေါ်သွားပြီးမှတော့အသေးချပါပဲမိတ်ဆွေတီထားရမှာတခုကကျွန်တော်တို့အားလုံးဟာလမ်းပြောက်နေတာမဟုတ်ပါဘူးကိုပြန်ရှာတွေ့ဖို့အတွက်ခီးထွက်နေတာပဲဖြစ်ပါတယ်ဒီနေ့ podcast လေးကတော့လမ်းပြောက်နေတဲ့လူတွေအတွက်ခွန်အားလေးတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲခွန်အားသစ်တွေနဲ့အတူအောင်မြင်မှုပန်းနိုင်ကိုရှောင်လန်းနိုင်ကြပါစေဗျာ